အားလုံးပဲမင်္ဂလာပါဒါ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲတလင်းလာနေရောက်ပြီဆိုရင်ပုံမှန်အတိုင်းလိုပဲဒီပွဲစဉ်တွေကတော့အရန်နေဝိုက်ပြီရှင်နော်ဒါစိတ်ကြိုက်ပွဲလေးတွေတော့မတွေ့ဘူးဒါပေမဲ့အကိုလို့အတွက်တော့ဒါအကောင်းဆုံးနဲ့ပွဲစဉ်နှစ်ပွဲတော့ရွေးချယ်ထားတယ်နော်ဒီပထမဆုံး30ပေးချင်တာကဒီ Espanyol နဲ့ Real Oviedo เนาะဒါအဲ့ဒီပွဲလေးကိုတော့အရင်ဆုံးပြောပြချင်တယ်Espanyol ကတော့เนาะဒီ La Liga နောက်ဆုံးဒီ6ပွဲမှာတော့ဇက်တိုက်အနာရထားတာတွေတော့မတွေ့သေးဘူးရှင်ပြီးခဲ့တဲ့ဒီပွဲတွေမှာဆိုရင်လည်းပေါ့เนาะဒီဇက်တိုက်ရှုံးပွဲတွေတရေပွဲတွေရထားတယ်ပြီးတော့လည်းပေါ့เนาะဒီအိမ်ကွင်းထက်အဝေးကွင်းမှာပို့ပြီးစွမ်းဆောင်ရည်တွေကျနေရတယ်တွေ့ရတယ်ရှင်เนาะဒီရှုံးပွဲတွေများတယ်ဒီနိုင်ပွဲလည်းမရှိဘူးရမှတ်ကလည်းလိုအပ်နေလို့ပေါ့နော်ဒီညပွဲမှာတော့အနိုင်ကစားရမှဖြစ်မယ်ရှင်တစ်ဖက်အသင်းဖြစ်တဲ့ Real Oviedo ကိုကြည့်မယ်ဆိုရင်လည်းပေါ့နော်ရလက်တွေကတိတ်ပြီးတော့မကောင်းနေဘူးเนาะတန်းဆင်းရမယ့်အနေအထားမှာတော့ရှိနေတယ်ဒီဘဲကိုအစွမ်းကုန်စူးစမ်းမှာပေါ့နော်ဒီတန်းဆင်းရမယ့်အနေအထားကနေပြီးတော့ဒီကာကွယ်လို့ရမယ်ရှင်เนาะဒါပေမဲ့ဒီ Real Oviedo က Espanyol နဲ့ပေါ့နော်ဒီထိတ်တိုက်တွေ့တဲ့ပွဲတိုင်းမှာရှုံးတာများတယ်ရှင်เนาะအဲ့တော့ဒီပွဲမှာเนาะအတော်လေးကိုရုန်းကန်ရဖို့တေချာတလောက်ရှိတယ်အိမ်ဝင်းကောင်းနေတဲ့ဒီ Espanyol ကတော့เนาะအကောင်းဆုံးကစားလာပြီးတော့အနိုင်ယူသွားမယ်လို့တော့ယူဆရရှင်ဒီ Espanyol ကเนาะဒီအပြေရှုံးနဲ့6ပေါင်းကနှလုံး50ရှုံးနေတော့စတည်ထားတယ်เนาะဒီပေါက်ကြီးအရဆိုရင်တော့ဒါ6အောက်ကိုပဲရွေးချယ်ခြင်းနဲ့နှစ်သင်းစလုံးကเนาะချေဆွမ်းနဲ့ဆိုရင်တော့ဒီ6ပေါ်ဖို့ကတော့မလွယ်လောက်ဘူးရှင်6အောက်ဖို့ကတော့ရာဂိုင်းလုံးပုံများရယ်เนาะအဲ့တော့ကတော့ဒီဘက်ကို Espanyol body နဲ့6ပေါင်းအောက်ကိုပဲအကြံပေးခြင်းနဲ့နောက်ထပ်တစ်ပွဲကတော့ဒီ Lazio နဲ့ Sassuolo ပွဲစဉ်တွေကို30ပေးခြင်းနဲ့ဒီ Ancient Lazio ကပေါ့နော်ဒီ28ပွဲကစားထားပြီးတော့နော်ရှုံးဘွက်က6ပွဲအထိတော့ရှိနေတယ်ရှင်ပွဲတစ်ခုချင်းစီရဲ့ဒီရလက်ပိုင်းမှာဆိုလဲတိတ်ပြီးတော့မကောင်းနေဘူးနော်မနစ်ကဒီတရားဒီလုံးရဲ့ဒီရှုံးပွဲတွေနဲ့အခုရတီးရဲ့ဒီရှုံးပွဲတွေကတူနေရအောင်လဲတွေ့ရတယ်ပြီးတော့လဲပေါ့နော်ဒီခြေစွမ်းနေရလဲအသက်အကြနဲ့ပေါ့နော်ဒီစာစုလိုရဲ့ဒီရမှတ်၄မှတ်အကွာနဲ့ဒီအစင်း7နေရာမှာတော့ရှိနေတယ်ရှင်စာစုလိုကို30ကြည့်မယ်ဆိုရင်လဲပေါ့နော်စီးရီးအိမ်နောက်ဆုံး3ပွဲဆက်တိုက်ကိုအနိုင်ရထားတာတွေ့ရတယ်နော်အဲ့ဒီပွဲတွေကတော့ဒီရလက်ကောင်းခဲ့တယ်ရှင်နော်အခုပွဲမှာရောဒီအနိုင်ရသွားမလားဒါမှမဟုတ်ရှုံးနေသွားမလားဆိုတာကိုတော့စောင့်ကြည့်ရမယ်ရှင်ထိတ်တွေ့ဆုံတဲ့ဒီပွဲတွေမှာကြတော့ပေါ့နော်ဒီလာစီယိုကဒီတာနေပြီမဲ့ဒီတစ်ခါမှာပေါ့နော်ဒီစာစုလိုအိုကဒီနိုင်ဝဲရသွားမယ်လို့တော့ဒါခံမှန်းမိတယ်ပေါက်ဆေးကိုတော့လာစီယိုကတဝက်ရှုံးနဲ့6ပေါင်းကနှလုံးတဝက်ရှုံးတော့ပေးထားတယ်နော်ဒီဘွက်ကအနည်းဆုံးတော့2-1လောက်တော့သွားမယ်လို့ဒါတော့ခံမှန်းမိတယ်ရှင်နော်ဒါကတော့လာစီယိုကိုလာစီယိုပကန့်ထားပြီးတော့ဒီစာစုလိုအို body နဲ့ဒီနော်6ပေါင်းအပေါ်တော့ဒါတော့ရွေးချယ်ထားတယ်အကိုလို့ကြိုက်ရင်တော့ယူသုံးလို့ရတယ်မကြိုက်ရင်တော့ဘက်ကန်နိုင်ပါတယ်ရှင်နော်ဒါဒီနေ့အတွက်ကတော့ဒီလောက်နဲ့ပဲကျန်နာကျင်ပါတယ်နောက်ရက်ဒီမှာ30ချက်ကောင်းနဲ့ပြန်လာခဲ့ပါအောင်ရှင်